Aluminium တကားတက်ထားတယ်အင်ရှင်90ခိုင်နှုန်းမသိသေးတယ်တကားထိမ့်သိမ့်လေးတွေကဘာတွေလဲတကားပေါင်နဲ့မှန်နေမှာဖုန်းနဲ့ကြီးတွေပေးနေရမျိုးဆိုလို့ရှိရင်လည်းအခုလိုမျိုးဝတ်စားပြပြလေးနဲ့တုပ်ပေးရုံနဲ့ရပါတယ်ဆက်ပြစီနဲ့ဆေးလို့လည်းရပါတယ်ဓာတုဗေဒဆေးအက်ဆစ်ပါတဲ့ဆေးတန်ကြီးချွတ်ဆေးတန်ဘရက်တွေနဲ့စတိကိုရည်နဲ့လုံးဝပုတ်တိုက်လို့မရပါဘူးအဲ့လိုမျိုးပုတ်တိုက်တဲ့အခါမျိုးကြလို့ရှိရင်အလူမီနီယံပေါက်တာကုန်တင်ဆေးသားကပျက်စီးလွယ်နိုင်ပါတယ်နော်စလိုက်အောက်လျှောက်လမ်းမှာဖုန်းနေတဲ့ဒီအမိုက်တွေပိတ်မိနေရမျိုးဆိုလို့ရှိရင်လည်းအပွဲအပိတ်ကခက်ခဲနိုင်ပါတယ်နော်အဲ့လိုမျိုးအမိုက်တွေပိတ်မိနေရမျိုးဆိုလို့ရှိရင်ဖုန်းဆုပ်ဆက်ဒါမှမဟုတ် brush ဖြော်လေးနဲ့မကြာခဏတန်ရှင်းရေးလုပ်ပေးလို့ရပါတယ်တကားပတ်တာတော့တွေဘိန်းတွေကိုချောမွေ့စွာအဆွဲပြလုပ်နိုင်ဖို့အတွက်ကို6လမှာတစ်ချိန်လောက်ချောစီထည့်ပေးဖို့လည်းလိုအပ်ပါတယ်နော်တကားတော့ပတ်ပတ်လင်းမှာအတန်လုံးရေလုံးအောင်ထည့်ထားတဲ့ rubber liner ပြားလေးတွေပျက်စီးရွယ်ရည်လာကိုစစ်ဆေးပြီးတော့လွှဲအစ်စ်လဲပေးရပါမယ်နော်အခုတီတာပြပြပေးသားတဲ့အချက်လေးနဲ့ဆိုလို့ရှိရင်အလူမီနီယံတကားတက်ထားတဲ့အရှင်တွေအနေနဲ့ဘယ်အချက်လေးကိုစောင်းရမယ်ဘယ်အချက်လေးကိုရှောင်းရမယ်ဆိုတဲ့တကားထိန်းသိမ်းနေဘူးတတလေးတွေကိုတည်သွားတော့ဘူးလို့ထင်ပါတယ်နော် UPVC အလူမီနီယံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းဝင်မျှပေးနေမှာဖြစ်လို့တီတာရဲ့ emission page လေးကို follow ပေးထားပါအောင်နော်အရေးသွေးမှန်စေတန်း UPVC အလူမီနီယံပတင်းတကားဆို emission